Hello ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေတကယ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့နောက်ဆက်ရမယ့်သတင်းကတော့လာရှိုးမျိုးရဲ့နောက်ဆုံးရထားတဲ့သတင်းလေးကိုကျွန်တော်တို့နောက်ဆက်ကြရမှာပဲဖြစ်ပါတယ်လာတူပဲမင်းကလည်းဝန်ရန်ထိုးတော့မယ်ဆိုတဲ့သတင်းနဲ့တူကျွန်တော်တို့နောက်ဆုံးရထားတဲ့သတင်းလေးကိုကျွန်တော်တို့နောက်ဆက်ကြရမှာပဲဖြစ်ပါတယ်သတင်းကိုအစိုးထိနောက်ဆက်မှာသတင်းကိုအစိုးထိနောက်ဆက်မှာဒီအကြောင်းအရာကိုရှင်းရှင်းလင်းလင်းသိရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်နဲ့တူတူနောက်ဆက်ကြည့်လိုက်ရအောင်။မင်္ဂလာပါ။လာရှိုးကိုဒါစစ်ကောင်စီတက်တွေအရှိုနဲ့ပြန်ပြီးတော့ဝင်လာနေရတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းပြောချင်ပါတယ်ဗောနော်။ဘာဖြစ်လို့လဲဆိုတော့ဒီသတင်းနဲ့ပတ်သက်လို့ဒါသတင်းဌာနတော်များများလည်းတင်ကြတယ်ဗီဒီယိုကလစ်တွေလည်းပါတယ်ဗောနော်။အဲ့တော့ဒီအချို့ဗီဒီယိုကလစ်တွေထဲမှာဆိုရင်ဒါတို့ဒီရောက်လာတဲ့အချိန်မှာဒီပစ္စည်းထုတ်သွားပေးတဲ့ဒီဘောမာတွေဘာတွေကစမြင်ရတယ်ဗျာသိလား။သူတို့ပြန်ရောက်လာတော့ကြိုဆိုတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်မြင်ရတယ်ပြီးတော့အမျိုးမျိုးတော့ရေးကြတာပေါ့လေနော်ကားအစီးရေဘလောက်ဘာညာဆိုတဲ့ပုံစံမျိုးတွေရေးကြတယ်လက်နဲ့ပြေဆုံးနဲ့လာတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ဖော်ပြထားတယ်တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒါကျွန်တော်လှမ်းပြီးတော့မေးလို့ရတဲ့ဒါအဖွဲ့အစည်းရဲ့တာဝန်ရှိတဲ့သူဒါကျွန်တော်နဲ့ယင်းရဲ့ဒါအကိုတယောက်စီကိုကျွန်တော်မေးကြည့်တဲ့အချိန်မှာပေါ့နော်သိရတဲ့အကြောင်းအရာလေးကိုဒါကျွန်တော်ပြန်ပြီးတော့မျှဝေချင်တာပေါ့နော်အဓိကတော့ခွန်အားဖြစ်စရာဖြစ်မလားဘာလားတော့မပြောတတ်ဘူးပေါ့နော်အဲ့မှာကျွန်တော်ဗာသိရလဲဆိုတော့သူကသူစပြီးသုံးလုံးနဲ့ကွာသူကဘာပြောလဲဆိုတော့အဲ့ကောင်နေအမိုက်လာရှင်းတဲ့အဖွဲ့တွေပေါ့အဲ့လိုဆိုတော့ဒီလာရှိုးဒီမြို့ထဲမှာနေဖို့ခွင့်ပြုထားတဲ့အရေးအတွက်ကအင်အား300လို့သိရတယ်ပေါ့နော်စစ်ကောင်စီအင်အား300ပေါ့နော်တခြားဒါအုပ်ချုပ်မှုနဲ့ဆိုင်တဲ့ဟာတွေရပ်ဘက်ဝန်ထမ်းတွေဆိုတာတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ဒီအင်အားဆိုရင်ဒါ300ပဲဒါနေခွင့်ပြုမယ်ဆိုပြီးတော့ကန့်သက်ထားတာရှိတယ်ပြီးတော့လာတဲ့အစည်းအဝေးအတွက်ဆိုရင်သူစုံစမ်းရသလောက်ပေါ့နော်သူသိရသလောက်ဆိုရင်တဲ့အစည်းအဝေး120ပတ်ချာလေလောက်ရှိပြီပေါ့နော်ကားကြီးတေ120ပတ်ချာလေလောက်ရှိပြီပေါ့နော်ပြီးတော့ကျတော့ဒီလာတဲ့အချိန်မှာပဲသူက point ကားပေါ့နော်ဒီပုံမှန်ဆိုရင်ဗျာစစ်တပ်ကကောင်နေတည့်ရတိုင်းပဲလုံးဝတနက်တွေဟိုချိန်ဒီချိန်တနက်တွေအကုန်လွဲလုံးဝအင်အားပြလို့ပုံစံမျိုးနဲ့လာတဲ့ကောင်တွေကအခုလာတဲ့ပုံစံမှာဘယ်လိုလဲဆိုတော့ရှေ့ဆုံး point ကားမှာပဲသူဆက်လက်တက်လက်တင်ထားတယ်နောက်ဆုံးအပိတ်ကားမှာဆက်လက်တက်လက်တင်ထားတယ်ဒါတော့မှပဲဒါ MNDA တက်ကားပေါ့နော်ရှေ့မှာဒီနောက်အပိတ်မှာပေါ့နော်အဲ့လိုမျိုးဒါလိုက်ပါလာတာမျိုးရှိတယ်ပေါ့နော်ပြောရရင်သူတို့ဘက်ကသူတို့လွတ်လပ်လာတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးဗျာတိလားဂိမ်းခိုင်းနဲ့သိရမလားအောင်နေငါတို့ပြန်လာဘာညာအဲ့လိုပုံစံမျိုးနဲ့လာတာမဟုတ်ဘူးမျက်နှာငယ်ပေါ့ဗျာတိလားခိုးကြောင်ခိုးဝဲနဲ့ခွင့်ပြုသလောက်ပဲလာရတယ်ဆိုတဲ့ပုံစံမျိုးကိုဒါသူပြောသွားပါတော့ကျွန်တော်လည်းအဲ့လိုတွေးမိတာပေါ့အဲ့လိုမျိုးတွေကက်သက်ထိန်းချုပ်ထားတဲ့ပုံစံမျိုးနဲ့သူတို့နေရမှာဆိုတော့သူတို့လည်းကြောက်မှာပဲပေါ့နော်ပြီးတော့ဒီ TikTok တွေမှာလည်းတက်တယ်ပေါ့နော်တက်တဲ့အချိန်မှာဗာလဲဆိုတော့ဒီလာတဲ့အင်အားတွေကသူက68ကပေါ့နော်ခလာ68ကနေပြီးတော့ဒါစုဖွဲ့ထားတဲ့ကောင်တွေကိုအခုလိုမျိုးလွှတ်ပေးတာဖြစ်တယ်ဆိုပြီးတော့သိရတယ်လွှတ်ပေးတဲ့ပုံစံလည်းတကယ်ကိုအမိုက်ရှင်းလေးပုံစံမျိုးလောက်ခိုင်းတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကားတွေအများကြီးပေါ်မှာပါလာတဲ့ဟာတွေကပစ္စည်းအပြည့်ဆိုတဲ့ဟာတွေတခြားဟာတွေမဟုတ်အဲ့လိုမျိုး pre-ball ကပေါ့နော်ဇပွဲတို့ခုံတို့အဲ့လိုပုံစံမျိုးတွေဆိုပြီးတော့သိရတော့ကြတော့ဟိုမာကလုံးဝသူတို့အတွက်အခွန်ကြီးပဲကြံခဲ့အဲ့လိုဟာမျိုးတွေကိုသူတို့ကသွားပြီးတော့ရှင်းလင်းရေးတွေလုပ်ရမယ်ပြန်လဲနေရာချထားဖို့သူတို့စီစဉ်ရမယ်တန့်ရှင်းရေးလုပ်ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးအတွက်ရှေ့ပြေးလွှတ်ပေးတဲ့ပုံစံမျိုးဆိုပြီးတော့သိရတာပေါ့နော်ပြီးတော့ကြတော့ဒီလာရှုံမြို့ရဲ့ပတ်ချာလေးကိုသူကအဝင်ပေါက်တစ်ခုပဲပေါ့နော်ဒီအခုဝင်လာတဲ့စစ်ကောင်စီဝင်လာတဲ့တရင်ဒီအဝင်ပေါက်တစ်ခုတည်းကိုပဲဖွင့်ပေးထားပြီးတော့ကျန်တဲ့ပတ်လည်းအကုန်လုံးမှာပြန်ပြီးတော့ဂန်းငယ်ပုံစံပြန်ဝိုင်းထားတယ်ဆိုတော့ပုံစံလည်းသိရတယ်ပေါ့နော်အဲ့တော့ဒါစစ်ကောင်စီကစောင့်ကြည့်ခံနေရတဲ့ပုံစံမျိုးတောင်မှဖြစ်နေသေးတယ်လို့ဒါကျွန်တော်မြင်မိတာပေါ့နော်ဒါမဲ့လည်းတရုတ်ရဲ့ PR ကြောင့်မလို့အခုလိုအခြေအနေဖြစ်သွားတော့ကြတော့ဒါတရုတ်ရဲ့ PR တော့တော်တော်လေးဆိုးတယ်လို့ပြောရမယ်စစ်ကောင်စီဘက်ကတော့သူကလုံးဝအရှက်မရှိဘဲနဲ့ဒီမျိုးကိုပြန်ရပါတယ်ဆိုတော့ဒီဇိုင်းမျိုးပုံစံမျိုးသူတို့အရန်ဒါခုနလိုပေါ့နော်ဝါလက်ဖြန့်တဲ့ပုံစံမျိုးတွေလုပ်နေရပြီတော့မြင်နေရပြီပေါ့နော်ပြီးတော့သူတို့ကဒီလောက်ရက်ကိုခုနလိုပေါ့နော်ကားတွေအစည်းအရေအတွက်တွေအများကြီးနဲ့ခုနလိုမျိုးမိုးကားတွေချပြီးတော့လာတယ်ဆိုတာကကျွန်တော်ထင်တယ်စိတ်သက်စစ်စင်ရင်ပုံစံမျိုးလုပ်ချင်တာလည်းပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့သူတို့ဘက်ကအဖွဲ့တွေကအခုဆိုရင်ဒါကျွန်တော်တို့ဘက်ကအဖွဲ့တွေကတော့တင်ကြတယ်လေကားအစီးအအတွက်ဘယ်လောက်ရှိသွားပြီ200ကျော်သွားပြီ300ကျော်သွားပြီဒါမျိုးပုံစံမျိုးတွေနဲ့တင်ကြတဲ့အခါသူတို့ရဲ့စစ်သားတွေဘက်မှာလည်းပေါ့နော်ဒီဥစ္စာကိုတွေ့လာဟိုဘက်ရက်ကွက်ကတော့မှငါတို့စစ်သားတွေပြန်ဝင်တာကိုဒီလိုတင်နေတယ်ပေါ့နော်ငါတို့အင်အားတွေဒီလောက်ထိပြန်ပြီးတော့ဝင်လာနေပြီငါတို့ပြန်ပြီးတော့ဒီနေရာကိုရပြီဆိုတော့ပုံစံမျိုးနဲ့သူတို့စိတ်သက်တွေပြန်ပြီးတော့မြင့်တက်သွားနိုင်သလိုကျွန်တော်တို့ဒီဘက်ကဒေါ်လာပြည်သူတွေအနေနဲ့ကြောက်လဲဒါကိုကြည့်ပြီးတော့စိတ်ပြက်တာမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ကစိတ်ပြက်တယ်ဆိုတာကတော့အခုနလိုပေါ့ငါကွာဒီလောက်အစည်းအရေအတွက်အများကြီးဆိုရင်အင်အားဘယ်လောက်ရှိနိုင်လောက်တယ်ဟာဒါဆိုရင်တော့ပို့ပြီးတော့ဒီကောင်တွေလှုပ်လာနိုင်ခြေတွေရှိတယ်ဆိုပြီးတော့ကျွန်တော်စိတ်ညစ်စိတ်ပြက်တာမျိုးတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့ခုနလိုထဲဝင်အကြောင်းအရာလေးနည်းနည်းပိုသိရတဲ့ခါမှာတော့စစ်ကောင်စီကိုပို့တော့မှတနာမိသေးရပေါ့နော်ဒါပေမဲ့လည်း
တစ်ဖက်မှာပြန်စဉ်းစားကြည့်ကြတော့ဒါတရုတ်ရဲ့ဂျောင်းဝင်ဆုတ်ဖက်မှုတွေကတော်တော်ကိုရှင်နေဆိုးတယ်ပေါ့နော်ပြီးတော့ဒီတရုတ်ကဒီနေရာမှာကောင်းစစ်ရုံဝင်ရုံဖွင့်မယ်ဆိုပြီးတော့လေဒါသတင်းနေမှာဖော်ပြတာတွေ့ရအရှိုးသတင်းနေမှာတွေ့ရပေါ့နော်တွေ့ရမေးကြည့်တဲ့အခါမှာအဲ့လိုဟုတ်လားဆိုတော့မဟုတ်ဘူးပေါ့နော်စောင့်ကြည့်ရေးအဖွဲ့ပုံစံမျိုးနဲ့ထားမှာစောင့်ကြည့်ရဘယ်လိုစောင့်ကြည့်မှာလဲခုနကလိုဒါမင်းအောင်လိုင်တို့စောင့်ကြည့်မဲ့ပုံစံမျိုးမင်းအောင်လိုင်စစ်သားတွေစောင့်ကြည့်မဲ့ပုံစံမျိုးသူတို့တွေအချင်းတွေဘယ်လိုရှိမလဲဆိုတဲ့ပုံစံမျိုးကိုသူကဂျားဝင်ပြီးတော့စောင့်ကြည့်တဲ့ပုံစံမျိုးနဲ့ထားတာဆိုတော့ဒါကလည်းတော်တော်ဆိုးတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်မယ်ဆိုတော့လေစစ်တပ်ကသူ့ပထွေးကိုပါမင်းတို့လည်းနေပါအောင်ကွာငါတို့ကိုမင်းတို့နည်းနည်းစောင့်ရှောက်ပေးပါအောင်ကွာပေါ့နော်ငါတို့ဒီမှာလှုပ်ရှားရှိရလေးလှုပ်ချင်လို့ပါငါတို့ဒီမှာနေခွင့်ရချင်လို့ပါဆိုပြီးတော့ပြောနေတဲ့သဘောမျိုးလဲတွက်မြင်ရတာပေါ့လေနော်အဲကြတော့သူတို့ဘာသာသူတို့ကြီးဆိုရင်မနေရဲလို့တရုတ်ကိုပါစောင့်ခိုင်းတဲ့ပုံစံမျိုးလားလို့တော့တွေးမိတယ်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်တော့လေတရုတ်ရဲ့ဆွတ်ဖက်မှုကဒီလောက်ထိကိုမှတော်တော်လေးချင်းနေဆိုးနေတယ်ဟိုမြင်ရတာပေါ့ဗျာနော်ဒါတိတ်ရှိကျွန်းလိုကောင်မျိုးဒီနေရာကိုရောက်လာပြီဆိုတော့တရုတ် PR ကတော်တော်ဆိုးတယ်တရုတ် PR နဲ့ပတ်သက်လို့ပြောမယ်ဆိုရင်တော့ဒါ MNDAA ဆိုတာလေဒါတရုတ် PR ကိုတော်တော်လေးခံစားရလို့ဒီလိုအခြေအနေမျိုးသူတို့ခွင့်ပြုရတယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်ဒါပေမဲ့ဒါကျွန်တော်တို့ဒေါ်လာရင်းအတွက်ကြတော့ဒါကအားလျော့စေတာပေါ့ဗျာအဲ့တော့ဒီလိုအားလျော့စရာအဖြစ်မျိုးပေါ့နော်ဒီလိုအားလျော့စရာအခြေအနေမျိုးကနေလွတ်မြောက်လုပ်ပေးနိုင်မဲ့ကျွန်တော်တို့နီလန်တစ်ခုပေါ့နော်အဖြေတစ်ခုလည်းကျွန်တော်အနေနဲ့တော့မြင်မိတာအဲ့ဒါတော့ဒါဒီ MNDAA တို့ TNLA တို့နဲ့မဟာမိတ်ဖြစ်တဲ့ AA ပေါ့နော်အာရခတက်တော် AA ပေါ့နော်အခုဆိုရင်အာရခတက်တော် AA ရဲ့အင်အားကတကယ်ကိုကြောက်စရာကောင်းတယ်လို့ပြောရမယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ခံမှန်းရသလောက်ဆိုရင်ကိုပဲဒါ AA ရဲ့အင်အားကသိန်းကနန်းလောက်ထိရှိနေပြီလို့တော့ဒါကျွန်တော်ယူဆလို့ရတယ်ဘာလို့လဲဆိုတော့ဒါမကွေးအေယာဝတီပဲခူးပြီးရင်ချင်းပြီးရင်ရခိုင်ပြီးတော့ဒါရှမ်းမြောက်ပေါ့နော်အဲ့လိုနေရာမျိုးတွေမှာကအစဒါကျွန်တော်ဒါအာရခတက်တော် AA ကတိုက်ပွဲဝင်နေတဲ့ဟာတွေကအများကြီးရှိတယ်သတင်းတွေလည်းတွေးကြလိမ့်မယ်ပေါ့နော်အဲဒါကြတော့နီးမျိုးစုံနဲ့ပါဝင်ပတ်သက်ပြီးတော့ကူညီပေးနေတဲ့အပိုင်းတွေတိုက်ပွဲဝင်ပေးနေတဲ့အပိုင်းတွေအများကြီးတွေ့ရတယ်အဲ့တော့ခုနကလို့ဒါ MNDAA လို့တရုတ် PR ခံစားနေရတဲ့ချိန်မှာသူတို့ရဲ့မဟာမိတ်ဖြစ်တဲ့ AA ကတော့ဒါစစ်ကောင်စီကိုပေါ့နော်လုံးဝဝါလုံးပုံစံမျိုးတော့မှပြန်ဝိုင်းနေတဲ့အနေအထားတွေ့ရတာကလည်းကျွန်တော်တို့တကယ်အားရစရာအချက်တစ်ဖက်ကပြန်စဉ်းစားကြည့်မယ်ဆိုရင်ပေါ့နော်အားရစရာအချက်တစ်ခုအနေနဲ့တွေ့ရတယ်အဲ့တော့ဒီ PR တွေကိုလုံးဝအဖြေတစ်ခုထွက်အောင်လုပ်ပေးနိုင်တာကအာခတက်တော် AA ဖြစ်မလားဆိုပြီးတော့ဒါကျွန်တော်ယူဆမိတာပေါ့တကယ်လည်းဖြစ်နိုင်ခြေရှိတဲ့ဖွဲ့လည်းဖြစ်တယ်ပြီးတော့လက်တလုံးမှာလည်းပြည်သူလူထုထောက်ခံမှုကိုလုံးဝတကယ်နဲ့ရထားသလိုအောင်မြင်မှုကိုလည်းအချိန်တိုးတိုးအတွင်းမှာပေါ့နော်စစ်ဆိုတာဒီလိုတိုက်ရတယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့တိုက်ပြနေတဲ့ဟာကလည်းတိတ်ကိုအားရစရာကောင်းတယ်ပြီးတော့မဟာမိတ်ဆက်ဆံရေးတွေကိုလည်းတကယ်ကိုမြေပြင်မှာထိရောက်အောင်အကောင့်ထဲပေါ်နိုင်နေတဲ့တကယ်တိုင်းသားတော်လိုင်းတပ်ဖွဲ့ကြီးလည်းဖြစ်တယ်ပေါ့နော်ခေါင်းဆောင်တွေကိုကြည့်လိုက်မယ်ဆိုရင်လည်းလုံးဝပြတ်သားတဲ့စကားတွေပြောတယ်အပြောနဲ့အလုပ်ကိုဒါတက်တည်ပြနိုင်တယ်ထပ်တူညီအောင်လုပ်ပြနိုင်တယ်ပြီးတော့ပြည်သူလူထုရဲ့ဒါချစ်ခင်အပေးမှုကအစပေါ့နော်ထောက်ခံမှုကအစပြေဝရထားတဲ့ခေါင်းဆောင်တွေကိုလည်းဒီတပ်ဖွဲ့တွေကပိုင်ဆိုင်ထားတယ်ပေါ့နော်ပြီးတော့တပ်ဖွဲ့တွေအချင်းချင်းမှာကစဒီအာရခတက်တော် AA ကိုလုံးဝအမွှန်းတင်ချီးကျူးတဲ့ဟာတွေကျွန်တော်လုံးဝမကြားချင်ပါအဆုံးဘာလို့လဲဆိုတော့အာရခတက်တော် AA နဲ့တိုက်ပွဲဝင်မှုတဲ့တပ်ဖွဲ့တိုင်းကအာရခတက်တော် AA ကိုတကယ်ချီးကျူးလေးစားကြတယ်ပြီးတော့အဲ့မှာရှိတဲ့အာရခတက်တော် AA ရဲ့စစ်သားတွေကပေါ့နော်လုံးဝစစ်ပုံကြတယ်ပြီးတော့တိုက်ပွဲဝင်တဲ့ပုံစံကိုကြည့်လိုက်မယ်ဆိုရင်တဲ့ဟိုဘာမှမပါဘူးပေါ့နော်အားကစားပေါင်းမြင်နဲ့တိုက်တယ်ပေါ့နော်ပြီးရင်ကြီးကအင်ကြီးမပါဘူးပေါ့နော်ကြီးကအုပ်ထုပ်လောက်ပဲပါတယ်ပေါ့နော်ခေါင်းကိုမထိရင်ပြီးတော့ကျန်တဲ့နေရာထိကျင်တာထိဆိုတဲ့ပုံစံမျိုးနဲ့တိုက်ပွဲဝင်နေတဲ့ဒီစစ်သားတွေကိုမြင်ရတာသူလုံးဝတကယ်မိုက်တယ်ပေါ့နော်တကယ်ဒီစစ်သားတွေတကယ်ကိုကြောက်ခမန်းလေးကိုဒါတိုက်ပွဲဝင်စိတ်အောင်စိတ်ပြည့်ကြတယ်ပေါ့နော်အဲ့လိုမျိုးမြင်ရတယ်ပေါ့နော်ပြီးတော့ကျတော့ဒီစားရေးတောက်ရေးနဲ့ပတ်သက်လို့ပြောတဲ့အခါမှာလည်းဒီထားပါတော့ထမင်းအိုးကြီးတစ်လုံးချက်လိုက်တယ်ပေါ့နော်ပြီးရနဲ့ငပိဘူးပေါ့နော်ငပိရေတပူလောင်းထည့်လိုက်တယ်ပေါ့နော်ပြီးရနဲ့အဲဥစ္စာဝိုင်းမွေပြီးတော့အကုန်လုံးဝိုင်းပြီးစားတောက်တယ်အဲ့လိုမျိုးလဲဒါတိုက်ပွဲဝင်နိုင်တယ်စားပြီးတိုက်ပွဲဝင်နိုင်တယ်ပေါ့ဗျာပြောရရင်ဒုက္ခဆင်းရဲပင်ပန်းဒါတွေအားလုံးကိုကြံ့ကြံ့ခံကြော်ဖြတ်ပြီးတော့တကယ်လဲမြေပြင်မှာဆွမ်းစားတမန်လှုံ့ဆော်နေတဲ့အဖွဲ့တွေဖြစ်တယ်စစ်သားတွေဖြစ်တယ်ဆိုတဲ့ဟာကိုအခြား EAO အဖွဲ့တွေကအစပေါ့နော်ကြီးကျူးတာမျိုးဒါကျွန်တော်အခုကြားခဲ့ရတယ်ဒါကြောင့်မလို့လဲဒါအခါတက်တော် A ကအဖြေတစ်ခုဖြစ်လာမလားဆိုပြီးတော့လဲဒါကျွန်တော်တွေးမိတာပေါ့နော်အခုဆိုရင်ဒါစစ်ကောင်စီကဒါသူကတန်ရမ်းမှာလဲသူကအင်အားတွေစုဖွဲ့နေရဆိုပြီးတော့သိရတယ်ပြီးတော့ဒါကစရမှုကအစပေါ့နော်ဒီလမ်းကြောင်းကြည့်ပြီးတော့ဝင်လာတာဖြစ်တဲ့အတွက်အခုဒီလာရှိုးမှာပို့လိုက်တဲ့အဖွဲ့တွေကရှေ့ပြေးအဖွဲ့ဖြစ်ပြီးတော့ခုနလိုဒါစီမံရမယ်ရှင်းလင်းရမယ်တန်ရှင်းလောက်ရမယ်မိုက်ကောက်ရမယ်ဒါမျိုးလုပ်ပြရတဲ့ခေါင်းလေးဝင်ပြရစီကိုယ်လေးဝင်ပြရစီဆိုတဲ့ပုံစံမျိုးတွေလည်းဖြစ်မလာဘူးလားလို့တော့ဒါပြောလို့တော့မရတဲ့အခြေအနေပေါ့နော်ဘာလို့လဲဆိုတော့အဲ့နားမှာရှိတဲ့တက်တီနားမှာအစသူကအင်အားစုဖွဲ့တာမျိုးတွေလှုပ်ထားနိုင်တယ်ပြီးတော့ကုန်စီလမ်းကြောင်းတွေကစပြောင်းလဲဒါဖွင့်လှစ်ဖို့အတွက်လုပ်နေတဲ့အနေအထားတွေလည်းတွေ့ရတာဟုတ်အဲတော့ကျတော့ဒီအခြေအနေမှာ
ဒါစစ်ကောင်စီရဲ့လုံဆောင်မှုတွေစစ်ကောင်စီရဲ့ခြေလှမ်းတွေကိုအမြဲပြတ်စောင့်ကြည့်ဖို့တော့အရေးကြီးလာတဲ့အနေအထားဖြစ်လာတယ်အခုကိုပဲဒါစစ်ကောင်စီကရုံမာတဲ့လောက်ရက်တွေကိုတုံးလာပြီပေါ့နော်ဒါရှေ့ပိုင်းကာလမှာတောက်လျှောက်တုံးခဲ့တာရှိသလိုအခုလည်းအဲဥစ္စာတွေပြန်တုံးလာတယ်အဲ့ဒါကတော့ဓာတုအစိမ့်ငွေတွေနဲ့ဒါဘုံကျစ်တိုက်ခိုက်တာပေါ့နော်အခုကော့ဂရိတ်ဖြစ်စင်မှာဆိုလဲထပ်ပြီးတော့ဖြစ်လာတယ်ကော့ဂရိတ်ကအရင်တုန်းကလည်းအဲ့လိုပုံစံမျိုးထပ်ပြီးတော့ကျဲခဲ့တာရှိတယ်အခုလည်းထပ်ကျဲတာပေါ့နော်ပြီးတော့တောင်ခမ်းမှာလည်းဓာတုအစိမ့်ငွေဘုံတုံးပြီးတော့ဒါဘုံကျဲတိုက်ခိုက်တာမျိုးတွေလောက်လာတယ်ပေါ့နော်အဲဥစ္စာကကျွန်တော်ပထမဒီကော့ဂရိတ်ဖြစ်စင်မှာဖြစ်တဲ့အချိန်မှာအဖွဲ့တွေကတော်တော်များများဒီဥစ္စာကိုတက်တည်တက်ကာရနဲ့ပေါ့နော်လိုက်ပြီးတော့ဒါရှာဖွေစုဆောင်းကြတဲ့အခါမှာအချို့ဟာတွေမှာအခက်အခဲအများကြီးရှိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့မှတ်တမ်းမယူထားမိတာတွေပထမဆုံးအချိန်တိုက်ခိုက်ခံရတာဖြစ်တဲ့အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးကိုတေချာမပြင်ဆင်ထားတာတွေကြောင့်မလို့အခက်အခဲတွေအများကြီးရှိတယ်လိုအပ်ချက်တွေအများကြီးရှိတယ်။အဲကြောင့်အခုလိုမျိုးဒါပုံကျတိုက်ခိုက်လာပြီဆိုတဲ့အချိန်မှာတော့ဒီလိုမျိုးဟာတွေကိုကျွန်တော်တို့အထိုက်တယောက်ကျွန်တော်တို့တွေရှင်းပါကြုံခဲ့ဘူးလားဖြစ်တဲ့အတွက်တက်တေထောက်ထားတွေကျွန်တော်တို့ယူစေခြင်းနဲ့အစအနာမှာစကျွန်တော်ရစေခြင်းနဲ့ပြီးတော့ဒီခုနလိုပေါ့နော်ဒီကျဲချလိုက်တဲ့အချိန်မှာသူ့ရဲ့ကျဲချလိုက်တဲ့အထဲမှာအယောင်ပါတဲ့ဟာတွေကအစိမ်းရောင်လားအနီရောင်လားဒါလိုမျိုးဒါကာလာတွေကအစကျွန်တော်တို့ဒါဓာတ်ပုံမှတ်တမ်းတွေဗီဒီယိုမှတ်တမ်းတွေယူထားနိုင်ဖို့ကျွန်တော်စူးစမ်းစီခြင်းတယ်ပေါ့နော်အနေနဲ့လည်းမြဒီလိုတောင်းဆိုရတာလည်းဒါခက်ခဲမှန်းတော့သိတယ်ပေါ့နော်ဒါပေမဲ့လည်းဒါမင်းအွန်လိုင်းအခုလိုမျိုးသူ့ရဲ့လုပ်ရက်တွေကိုတာဝန်ယူဖို့ခုနလိုဖောင်ဝရန်ထုတ်ပြီးတော့တကယ်ကိုရုံးပါအခုလိုမျိုးစီရင်ချက်ချနိုင်ဖို့အတွက်ဆိုရင်တော့ဒီဥစ္စာတွေကလည်းအရင်ကြီးကြီးတယ်ဆိုတဲ့ဟာတွေကိုသိစေချင်တယ်ပေါ့နော်ဒါကြောင့်မလို့အခုဆိုလည်းဒါမင်းအောင်လည်းမကြခင်မှာဖမ်မရန်ထုတ်ခံရမယ့်အနေအထားဖြစ်လာနေပြီအဲကြောင့်ဒီတက်တွေတွေကလည်းအရင်အရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကြောင့်တန်တောင်ကြီးမြို့နယ်ပေါ့နော်တောင်ကူလိတ်တူတန်တောင်ကြီးပေါ့နော်အဲ့လမ်းပိုင်းကနေပြီးတော့တောင်ကူကိုလာတဲ့စစ်ရင်တန်းကိုဒါဒေါ်လာရင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်တာဒါဒီသတင်းလည်းသိရတယ်ပေါ့နော်အဲ့ဘက်ချမ်းမှာကျတော့ဒါတော်တော်များများကမိုင်းဆွဲတိုက်ခိုက်တဲ့ဟာမျိုးကိုပဲပို့ပြီးတော့ Ranger သုံးကြတယ်ဒါလည်းထိရောက်မှုပို့ပြီးတော့ရှိတယ်ပေါ့နော်ပြီးတော့ကျတော့ဒီတန်တောင်ကြီးဘက်ချမ်းကလာမယ်ဆိုရင်သူကတင်းတန်းသားတွေဖြစ်ဖို့များတယ်ပေါ့နော်ကား6စီးနဲ့အပြည့်အင်အားအပြည့်ဆိုပြီးသိရတဲ့အခါဒီကားတွေဖြစ်ဖို့များတယ်နောက်တစ်ခုကစစ်အင်အားဖြစ်တင်းတာမျိုးလည်းဖြစ်နိုင်ရရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့လိတ်တူရာတူဗဟုံကြီးကတော့အဲ့ဘက်ချမ်းမှာလည်းဒါတက်တွေဒါသူချမ်းလေပြင်းတို့ဘာလို့ဒီတက်တွေဒါဖြန့်ထားတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တက်တွေနဲ့ဒါချိန်တာမျိုးလည်းဖြစ်ဖို့များတယ်စစ်အင်အားပို့တာမျိုးလည်းဖြစ်ဖို့များတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်ကြီးရဲ့လမ်းကြောင်းဒီလိုမျိုးတုံးဆွဲနေတဲ့လမ်းကြောင်းပေါ်မှာအခုလိုမျိုးဒါတိုက်ခိုက်နိုင်တယ်ဆိုတဲ့ဟာကလည်းတကယ်ကိုထိရောက်တဲ့တိုက်ခိုက်မှုဖြစ်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ကျွန်တော်ဒီရက်ထဲမှာသတင်းတွေကတော့မျိုးစုံပေါ့နော်ဒီခုနကတော့အားရစရာတွေလည်းရှိသလိုမျော်လင့်ချက်ထားစရာတွေလည်းရှိတယ်ပြီးတော့ကျတော့စိတ်ပြတ်ဝမ်းနည်းစရာလည်းရှိမှာပေါ့နော်ဒါပေမဲ့လည်းဒေါ်လာအေးကတော့သွားနေပါတယ်ကျွန်တော်အဲ့ဒေါ်လာအေးထဲမှာဘယ်နေရာဘယ်ကဏ္ဍကနေပြီးတော့ပါဝင်ပြီးလှုပ်ဆောင်လို့ရမလဲဒေါ်လာအေးရှေ့ကိုမြင်မြန်ရောက်အောင်ဘယ်လိုမျိုးဝိုင်းဝန်းကူညီကြမလဲဆိုတဲ့စိတ်မျိုးနဲ့ရှေ့ဆက်ကြဖို့ပဲရည်ကြည်တယ်ဆိုတာကိုဒီနေရာနေပြောချင်ပါတယ်ဗျ